မီရှန်ပြည်နယ်ရဲ့အာကန်တာရဲတိုင်းမှာမျိုးစားဖြစ်သူကအမည်မသိသူရဲ့လှုပ်ကြံတာခံရပါတယ်။ရဲမတ်တီကအဲ့ဒီလူထွက်ပြေးလို့မရအောင်ဝိုင်းထားကြတာမို့ပြေးပေါက်မရှိတော့တဲ့သူကနောက်ဆုံးမှာအမြင်ကနေခုန်ချပြီးအသေးခံသွားပါတယ်။ဒီသတင်းကအားထုတ်နေတဲ့လမ်းမအိမ်တော်ထိရောက်လာတာမို့လမ်းမမျိုးစားရေဘန်ကသူ့လူယုံတွေကိုခေါ်ပြီးမကြခင်ဆင်းဖြစ်တော့မယ့်အကြောင်းပြောနေပါတယ်။အဲ့ဒါအပြင်မီရှန်မျိုးစားပိုင်တဲ့နိုင်ငံတိုင်းကပြည်နယ်မှုတွေကနောက်တက်လာမယ့်မျိုးစားကိုတားနှစ်ယောက်ထဲကရွေးချယ်ရတော့မှာဖြစ်ပါတယ်။ကာနာရဲပြည်နယ်ကိုတာဝန်ယူထားတဲ့အရှင်လူမီနယ်ကတေချာပေါက်တားကြီးဖြစ်တဲ့ခုရံကိုပဲထောက်ခံမဲ့အကြောင်းမှပြောပြပါတယ်။ဒါကြောင့်အချိန်မရွေးသူတို့လိုမျိုးစားတွေကိုအစည်းအဝေးခေါ်နိုင်တာမို့တွားဖို့အသိမြစ်ထားပါလို့ပြောရင်ဂရင်ဘော်ကနေထားဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ကျမ်းမာရေးကအခုထိပြန်မကောင်းသေးတာမို့အေးရဘုတ်ကိုပဲလဲကျသွားပါတယ်။ရန်အနေငယ်ကြောင်မှာတော့သူတက်ထားတဲ့အတိုင်းလူမီနယ်စီကနေစားရောက်လာတာကြောင့်သူ့ဖေလက်ထက်မရောက်ခင်အကအရင်ယူဖတ်လိုက်ပါတယ်။နောက်ပြီးဒီပုံစံနဲ့သာဆိုသူ့ဖေသွားနိုင်မှာမဟုတ်ဘူးဆိုတာကိုသိနေတော့ဒီတစ်ခေါက်အစည်းအဝေးကိုသူတက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ရက်မှာတော့သူ့လူယုံတော်တွေဖြစ်တဲ့ချာလုံးနဲ့ရိတ်တို့ကိုခေါ်ပြီးကာနာရဲမြို့စီကိုထွက်လာကြပါတယ်။ရဲတိုက်ရှိကိုရောက်တော့လုံခြုံရေးကိုအရှင်လူမီနဲကပို့လိုက်တဲ့စာပြလိုက်ပေမဲ့ကလေးတယောက်ဖြစ်နေတာကြောင့်မယုံသင်္ကာဖြစ်ခံနေရပါတယ်။ဒါနဲ့ချာလို့လေသူတို့ကိုမယုံလာလားဆိုပြီးမေးတော့လုံခြုံရေးကချာလို့ကိုမြင်ပြီးနာမည်ကြီးနေတဲ့မိတော်မင်းသမီးပဲလို့အံ့ဩသွားပါတယ်။အဲ့ဒါအပြင်ရိတ်ကိုလည်းမြင်တော့ဝင်းညင်နှုတ်သူဆိုပြီးအလံတကြားပြောတာကြောင့်အကသူ့လူနှစ်ယောက်နာမည်ကြီးနေတာကိုကြည့်ပြီးအံ့ဩရင်းကျဉ်နေပါတယ်။ဒီတော့မှလုံခြုံရေးကသူတို့ကိုအထဲဝင်ခွင့်ပေးတာမို့သုံးယောက်သာအထဲကိုရောက်လာရကနေအရှင်လူမီနဲရဲ့လူယုံရီနက်နဲ့စာတွေ့ပါတယ်။အဲ့ဒီကသူ့ဖေနေမကောင်းလို့ကိုစားလာတယ်ဆိုတာပြောပြီးရီနက်ဆိုတဲ့လူရဲ့စွမ်းရည်တွေကိုစိုက်ကြည့်နေပါတယ်။အဲ့ဒီတော့မှရဲစွမ်းသက်တိထူးချွတ်မှုနဲ့ဉာဏ်ပညာတွေကအားလုံး80ကျော်လေးချီပဲမို့အမခန်းလူဆိုတာသိသွားပါတယ်။အဲ့ဒါအပြင်မြားပစ်တာတိုက်ခိုက်တာတွေမှာပါအဆင့်ကကောင်းနေတာမို့အားလုံးညီတူညီမျှဖြစ်နေတယ်ဆိုပြီးလဲချီကျူးပါတယ်။အဲ့ဒီအချိန်ရီနက်ကတော့ရိတ်နဲ့ချားလို့အကြောင်းကိုသူဒီကနေတောင်ကြားတာမို့သူတို့ရဲတိုက်စီမှာအမှုထမ်းပါလားဆိုပြီးခေါ်ပါတယ်။ဒါကိုကြားတော့အကအံ့ဩသွားပေမဲ့ရိတ်တို့နှစ်ယောက်လုံးကသေးတဲ့အထိအကိုပဲသစ္စာဆောက်တည်ပါလို့ပြန်ဖြေတာကြောင့်ဆေးရေးသွားခဲ့ရပါတယ်။ဒီတော့မှရီနက်ကလက်ချော်လိုက်ပြီးအစည်းအဝေးခန်းစီခေါ်လာတာမို့လဲအခန်းထဲကိုရောက်ချင်းသူဘသူဆိုတာနဲ့သူ့ဘေကိုသာလာတယ်ဆိုတာမိတ်ဆက်ပါတယ်။ဒါပေမဲ့လူကြီးတွေကဘာတုံ့ပြန်မှုမှမလုပ်ပဲထိုင်မင်းထိုင်နေကြတာမို့အကကြောင်တောင်ဖြစ်သွားပြီးနေရာလို့တစ်ခုမှဝင်ထိုင်လိုက်ပါတယ်။အဲ့တော့မှလူကြီးတယောက်ကသူ့ကိုနှုတ်ဆက်တာမို့အကအစားကတော့အဲ့ဒီလူကိုမမှတ်မိပေမဲ့နောက်တော့မှခူရဲမှန်းသိသွားပါတယ်။အဲ့ဒီအချိန်ပန်းရောင်အစွမ်းဖြာထွက်နေတဲ့မျိုးသားတယောက်ကလည်းသူ့ကိုစိုက်ကြည့်နေတာမို့အကလန့်သွားပါတယ်။ကွက်တီဆိုသလိုအရှင်လူမီနဲ့ရောက်လာတာကြောင့်အားလုံးနေရာကနေထားပြီးအယိုးအသေးပေးကြရပါတယ်။အကသူအခုမှပထမဆုံးမြင်မှုတဲ့လူမီနဲ့ကိုငေးကြည့်ရင်အသက်44နှစ်မှတော့အမခက်နဲ့အစွမ်းနေအများကြီးရှိတာမို့အံ့ဩနေပါတယ်။ဒါပေမဲ့လိုအပ်ချက်တွေရှိနေတာကိုတွေးလိုက်ရတာမို့အဲ့တော့မှလူမီနဲ့ရဲ့လိုအပ်ချက်တွေကိုလူယုံဖြစ်တဲ့ရီနက်ကစီးချက်ညီအောင်ပံ့ပိုးပေးထားတယ်ဆိုတာသဘောပေါက်သွားပါတယ်။ဒါကြောင့်မို့သူတို့နှစ်ယောက်သားပေါင်းပြီးအလုပ်လုပ်မယ်ဆိုရင်ကာနာရဲပြည်နယ်ကဘလို့ဆုံးဖြတ်ချက်ပဲချာမှန်ကန်နေမှာပဲလို့တွေးနေပါတယ်။နောက်တော့အစည်းအဝေးကိုစားလိုက်ပြီးနောက်သူ့ဖေပြောထားတဲ့အတိုင်းလူမီနဲ့မျိုးစားကတားကြီးဖြစ်တဲ့ခုရံဘက်ကနေရက်တိမဲ့အကြောင်းပြောလာပါတယ်။သူတို့ကိုကန့်ကွက်စရာရှိလားမေးပေမဲ့အားလုံးကမရှိဘူးလို့တသံနဲ့ဖြေလာပါတယ်။ဒါကြောင့်လူမီနဲ့ကခုံကနေထားလိုက်ပြီးတိတ်မကြခင်မှာဒီအရှုပ်ထွေးကိုအကြောင်းပြပြီးစစ်မျိုးစားနဲ့ကတိုက်ခိုက်လာမယ့်အကြောင်းပြပြပါတယ်။ဒါကြောင့်အခုကလေးကစစ်တပ်အင်အားပြင်ဆင်ထားဖို့ပြောပြီးအစည်းအဝေးကိုရပ်လိုက်ပါတယ်။အကပွဲပြီးတော့မှပင်ပန်းလိုက်တာဆိုပြီးညီးနေတော့လူမီနဲ့ကသူ့ကိုလာတွေ့တာနဲ့လူကြီးတယောက်လိုပြုတ်မှုနေလိုက်ပါတယ်။လူမီနဲ့ကလန်ဖားမြေဆိုတာကာနာရဲပြည်နယ်မှာရှိတဲ့နယ်အသေးစားလေးဆိုပေမဲ့အခုတော့နယ်ဆိုတာနဲ့မလန့်အောင်အင်အားကြီးမှလာပြီးမို့ဂုံဦးတဲ့အကြောင်းချီကျူးပါတယ်။အဲ့ဒါအပြင်အသက်17နှစ်နဲ့ဒီလိုဖြစ်အောင်လုပ်နိုင်ခဲ့တဲ့အကိုလည်းချီကျူးစကားပြောပြီးထွက်သွားပါတယ်။အဲ့ဒီအချိန်သူ့ကိုခုနကလေးကစိုက်ကြည့်နေတဲ့တိုရိုဘီမျိုးရဲ့မျိုးစားဟာမန်ကလာနှုတ်ဆက်ပါတယ်။ဒီတော့မှအဲ့ဒီလူကသူနဲ့စစ်ဆက်ထားတဲ့လီရှာရဲ့အဖေဆိုတာတီးသွားပြီးသူမမှတ်မိတာအတွက်အားနာနေပါတယ်။မျိုးစားဟာမန်ကတော့ကသူသမီးစီကိုစားမပြန်လို့သူသမီးကအခုတလွန်တဆွေးဆွေးဖြစ်နေတယ်ဆိုပြီးစားပြန်ဖို့တတိပေးပါတယ်။နောက်တော့သူကအားနဲ့ဆိုရင်သမီးဖြစ်သူကိုစိတ်ချတာမို့ဂယူးဆိုင်ပေးပါလို့ပြောပြီးထွက်သွားပါတယ်။ကိုမျိုးကိုပြန်ရောက်တော့လည်းအဖေဖြစ်သူကိုအရှင်လူမင်းနဲ့ကအဖေထင်ထားတဲ့အတိုင်းဆုံးဖြတ်ချက်ချလိုက်တယ်ဆိုပြီးပြန်ပြောပါတယ်။ရေဗန်လည်းသူမျက်စိရှင်းမှတဲ့အရွယ်ရောက်လာတဲ့သားဖြစ်သူကိုကြည့်ပြီးသူမပါပဲလုံနိုင်တာအတွက်ချီကျူးလိုက်ပါတယ်။ဒါပေမဲ့ကဒီလောက်နဲ့တည်းမကျေနပ်သေးပဲစစ်ပွဲတွေမှာဥဆောင်ပြီးတိုက်ခိုက်ချင်တာမို့အချိန်တိုင်းရိတ်နဲ့လေ့ကျင့်နေပါတယ်။သူခန္ဓာကိုပင်ပန်းတာတော့ရှေ့တစ်ခေါက်ကစစ်ပွဲတွေလိုက်ချိန်မှာသူရဲမတ်တွေကိုဥမဆောင်နိုင်ပဲပြန်ဆုတ်လာတဲ့အဖြစ်ကိုတွေ့ပြီးမယံမနာလေ့ကျင့်နေပါတယ်။သူဖြစ်ချင်တဲ့အနာဂတ်ကိုရှောင်လန်းဖို့ဆိုရင်စစ်တိုက်တဲ့နေရာမှာပါထူးချွန်နေရမယ်လို့တွေးပြီးစူးစမ်းနေပါတယ်။ဒီအချိန်မှာရိုဆယ်ရောက်လာပြီးဆွေးမျိုးနေစားကခုမဲတူမျိုးစားပိုင်တဲ့ထဲကိုကြီးကျော်တပ်သားတွေပို့နေပြီဆိုတဲ့အကြောင်းလာပြောပါတယ်။တကယ်လို့ခုမဲတူကိုသာရသွားရင်တေချာပေါက်ကာနာရဲကိုလည်းတိုက်ခိုက်ဖို့လွယ်သွားမှာဖြစ်တယ်လို့မကြခင်သူတို့ရဲ့လန်ဖားစီကိုပါရောက်လာမှာဖြစ်ပါတယ်။ဒါကစစ်တပ်ရောက်တော့မယ်ဆိုတဲ့သဘောပဲမို့လည်းတပ်သားတွေကိုစီးရုပ်လိုက်ပြီးစစ်ပွဲကိုသူ့ဦးဆောင်ပဲအကြောင်းချင်ကြလိုက်ပါတယ်
ဒါပေမဲ့အဲ့ဒီအချိန်မှာရေဘန်ထွက်လာပြီးဦးမဆောင်ရဘူးဆိုတဲ့စကားပြောတာကြောင့်လေသူ့မှာရိတ်နဲ့ချာလို့ရှိနေတာမို့သူ့ကိုယုံပါလို့ပြန်ပြောပါတယ်ဒါနဲ့ရေဘန်လည်းလုံနိုင်တာကအဓိကမဟုတ်ပဲမှစစ်တီတော်မျက်နှာမရှိသေးလို့ပဲဆိုတဲ့စကားပြန်ပြောတာကြောင့်ကတုံ့လုံသွားပါတယ်နောက်တော့ရေဘန်ကသူတို့ကိုထောင်ထဲမှာဖမ်းထားတဲ့လူစိုးကိုဒီရှိခေါ်ထုတ်လာဖို့စစ်သားတယောက်ကိုအမိန့်ပေးလိုက်ပါတယ်လူစိုးရောက်လာချိန်မှာတော့အဲ့ဒီလူကိုရှိမှတင်ခေါင်းဖြတ်မှာမို့အဲ့ဒါကိုကမတုံ့လုံပဲကြည့်နိုင်မယ်ဆိုရင်စစ်ပွဲထဲလိုက်ခွင့်ပေးမယ်လို့ပြောပါတယ်နောက်တော့ချက်ချင်းဆိုလို့တက်ပစ်လိုက်တာမို့တယောက်ဒါကိုမြင်ပြီးထိတ်လန့်သွားပါတယ်ဒါနဲ့ရေဘန်ကလူသေးတယ်ဆိုတာစစ်ပွဲမှာပုံမှန်ပဲမို့ဒီလိုအဆင့်ကိုတော့မခံနိုင်ရင်စစ်ပွဲမှာဥဆောင်လို့မရဘူးလို့ပြောပြီးကိုထားပြီးထွက်သွားပါတယ်ကြံခဲ့တဲ့လည်းသူ့ကိုယ်သူအားမရဖြစ်ပြီးမျက်ရည်တွေထွက်ကြလာကပါဇက်ကနေလည်းသူမဆောင်နိုင်သေးဘူးဆိုတာတွေရေရွတ်နေပါတယ်ဒီလိုနဲ့စစ်ပွဲကတလကြာသွားတဲ့နောက်မှာတော့လမ်ဘအိမ်တော်ကအနိုင်ရသွားတာမို့စစ်နိုင်နဲ့ပြန်လာခဲ့ပေမဲ့မျိုးစားတွေမှာကစစ်ပွဲပြီးကလေးကအေးရပေါ်လဲနေပါတယ်သူ့အဖေကိုတွေ့ချင်လို့အပြေးလာတွေ့တဲ့ရဲ့မျက်နှာကဒဏ်ရာကိုမြင်တော့အဖေဖြစ်သူနဲ့အတူပြန်ရောက်လာတဲ့ရိတ်တုကစိုးရိမ်သွားပါတယ်ကတော့သူလေ့ကျင့်ထားလို့ဆိုတာပြောရင်သူ့အဖေရဲ့ကျမ်းမာရေးကိုပါမေးကြည့်ပါတယ်မကောင်းဘူးဆိုတာသိရတော့သူဒီထက်ပိုလေ့ကျင့်မှရမယ်ဆိုပြီးခဏလေးတောင်မနာပဲတိုက်ခိုက်ရေးလုပ်တဲ့နေရာကိုပြန်ထွက်လာပါတယ်အဲ့ဒီအချိန်ဆေးပြစ်တဲ့တလားအတွင်းစီကလာတဲ့စာတွေကထူးဆန်းနေကြတာမို့လီရှာကစိတ်ပူပြီးညာရင်းချင်းစီကိုလိုက်လာပါတယ်နဲ့မတွေ့ပဲရိတ်တို့၃ယောက်ကိုအရင်တွေ့တော့စီကိုခေါ်သွားဖို့ပြောတာနဲ့ရိတ်တို့ကလေ့ကျင့်ရေးနေရာကိုခေါ်လာပါတယ်လီရှာကတကားကိုဆွဲဖွဲ့လိုက်ပြီးနာမည်ကိုခေါ်လိုက်ပြီးမြဲအခုချိန်မှာအသေးအတန်ကြိုးစားနေတဲ့ကိုမြင်လိုက်ပြီးမနှောက်ယှက်ချင်တာနဲ့တကားကိုပြန်ပေးလိုက်ပါတယ်အဲ့ဒီအချိန်အိမ်ကူတယောက်အပြေးရောက်လာပြီးရေဘန်ပြန်သတိရလာပြီဆိုတဲ့အကြောင်းဝမ်းသာအားရလာပြောပါတယ်ရိတ်တို့၃ယောက်နဲ့တွေ့ချင်တယ်ဆိုတာနဲ့ရိတ်တို့လည်းရေဘန်ရဲ့အခန်းထဲကိုဝင်လာလိုက်ပါတယ်အဲ့ဒီမှာတော့သူတို့တခါမှမမြင်ဘူးတဲ့ပုံစံနဲ့ဖြစ်နေတဲ့ရေဘန်ကိုတွေးလိုက်ရတယ်လို့သူတို့၃ယောက်ကိုလည်းဒီမှာနေရတာပြောလာလို့မေးပါတယ်၃ယောက်လုံးကအရင်ဘဝနဲ့ဆိုင်ရင်ဒါကဒုက္ခပုံပဲလို့ပြန်ဖြေတာကြောင့်ရေဘန်ကသူပြောစရာရှိလို့ဒီကိုခေါ်လိုက်ရတာဆိုပြီးစာပြောပါတယ်အဲ့ဒါကသူကမကြခင်တရားတော်မှာဆိုတဲ့စကားဖြစ်နေတာကြောင့်ရိတ်တို့ကအံ့ဩသွားပါတယ်နောက်တော့ရေဘန်ကရိတ်တို့ကိုဒီရင်ကိုစားခေါ်လာတော့ကဘာတွေလုပ်နေလဲဆိုတာသူနားမလည်ခဲ့ဘူးလို့ပြောပါတယ်ဒါပေမဲ့အခုချိန်မှာတော့ရိတ်တို့အားလုံးကဒီရင်တော်ရဲ့ကျူတော့နောက်ကနေဖြစ်လာပြီးမို့သူကိုယူတယ်ဆိုပြီးအကူအညီတစ်ခုတောင်းပါတယ်အဲ့ဒါကတော့ရိတ်နဲ့ပတ်သက်နေတာဖြစ်ပြီးရိတ်ကစစ်ပွဲကိုဥဆောင်နိုင်လောက်တဲ့အထိမတန်ပါသေးဘူးလို့ပြောပြပါတယ်တရားတော်မယ်ဆိုမှသူ့မှာလှုပ်ရှားရအများကြီးကြံသေးတယ်ဆိုတာသိလာရတာမို့အရင်ကတည်းကကိုသူတို့နဲ့အတူတူစစ်ပွဲထဲခေါ်သွားရမှာလို့ပြောပါတယ်ကိုသူ့လက်တွေနဲ့ကာကွယ်ပေးရင်လောကကြီးကဘလောက်တောင်ရက်ဆက်ကြောင်ပြပေးရမှာဆိုပေမဲ့သူမလုံနိုင်တော့ဘူးလို့ပြောပါတယ်ဒါကြောင့်ရိတ်တို့ကပဲကိုထောက်ပံ့ပေးကြပါလို့ပြောရင်သူကဒီစကားကိုသားကိုသိရှိတဲ့ဖခင်တယောက်အနေနဲ့တောင်းဆိုတာပါလို့ပြောပါတယ်အဲ့ဒီမှာရိုဆယ်ကနဲ့သာမတွေ့ခဲ့ရင်သူ့ဘဝကိုသူနားမလဲပဲအပြစ်တွေပဲတင်မိနေမှာပေါ့အတွက်သူကအဖြစ်ရှိနေပေးမယ်လို့ကတိပေးပါတယ်ချာလောကလည်းနယ်နမိတ်ဆိုတာတွေသူမသိပေမဲ့ကသူ့ဘဝရဲ့အဓိပ္ပာယ်ကိုပုံဖော်ခဲ့သူမို့အပြစ်ချင်တဲ့အနာဂတ်ဖြစ်လာအောင်ကြိုးစားသွားမယ်လို့ပြောပါတယ်ရိတ်ကလည်းသူကလွယ်ပြီးဘသူကမှအလုပ်ကျွေးမပြုတ်ဘူးမို့နားမှာဘသူမှမရှိတော့ရင်တောင်သူကအမြဲရှိနေမှာလို့ကတိပေးပါတယ်ဒီလိုနဲ့ရိတ်တို့နဲ့တွဲဆုံမှုအပြီးမှာတော့ရေဘန်ကရဲ့ကျင်ရတော့ဖြစ်လာတဲ့လီရှာကိုစကားပြောချင်တယ်လို့ဝန်ခံလိုက်ပါတယ်နောက်တော့ပွဲတစ်ခုမှာလီရှာနဲ့တွေ့ကြရာကနေအသက်နဲ့မမြောက်နေတတ်ပုံနဲ့အပြုတ်မှုတွေကိုသတိထားမိခဲ့တာမို့ရဲ့ကျင်ရတော့အဖြစ်ကန့်လန့်ခဲ့တာလို့ပြောပြပါတယ်လီရှာကလည်းသူကိုဘလောက်ချစ်တဲ့အကြောင်းတွေပြန်ပြောပြပါတယ်ဒီတော့မှပိုပြီးစိတ်ချသွားတဲ့ရေဘန်လည်းနဲ့တွေ့မယ်ဆိုပြီးကိုခေါ်ခိုင်းတာကြောင့်ကစေဝါစာအုပ်တွေကင်ပြီးဝင်လာပါတယ်သူ့ဖေစစ်ပွဲသွားနေတော့သူကအဖေယောဂနဲ့ပတ်သက်ပြီးသူသေသနာလှုပ်ထားတာမို့တိုက်ကြည့်ခြင်းနဲ့ဆေးတွေရှိကြောင်းပြောလာပါတယ်နောက်ပြီးအခြားနယ်နိမိတ်ဘက်မှာလည်းတော်တဲ့ဆရာဝန်တွေရှိတာမို့သူ့ဖေအသက်ရှိရှိနေရအောင်မှဆိုပြီးပြောပါတယ်ဒါကိုကြားတော့ရေဘန်ကထောင်အရွယ်ရောက်လာပြီဆိုပြီးသူအရွယ်တုန်းကဆိုရင်စီတီတော်ကြီးဖြစ်ချင်ခဲ့တာလို့ပြောပြပါတယ်သူကအရင်တုန်းကလန်ဖားမျိုးကမဟုတ်ပဲမီရှန်နယ်နိမိတ်ထက်ကတောင်ရလုပ်တဲ့ရွာကဖြစ်ကြောင်းနဲ့အဲ့ဒီရွာရဲ့အရှင်သခင်ကလက်စားလွန်းလို့စစ်စစ်ရဲရဲနေခဲ့တဲ့အကြောင်းပြောပြပါတယ်အဲ့ဒီဒဏ်တွေကိုမခံနိုင်လို့မြို့ကိုထွက်ပြေးလာတဲ့နေ့မှာမီရှန်အရှင်သခင်ကအဲ့ဒီမြို့စီကိုအလဲပတ်ထွက်လာပါတယ်အဲ့ဒီမှာပဲအရှင်သခင်ရဲ့ခန္ဓာမှုကိုမြင်ပြီးသူလည်းအဲ့လိုဖြစ်ချင်ခဲ့တာမို့ကိုယ့်ဘာသာကိုဓာတ်ကိုက်နီးလေးလာပြီးစစ်ပွဲထဲဝင်ခဲ့တာလို့ပြောပါတယ်စစ်ပွဲမှာအနိုင်ရပြီးနောက်မှာတော့အရှင်လူမီနဲ့ရဲ့ဖိတ်ကြားတာခံရပြီးအခုလိုလန်ဖားရဲ့မျိုးစားဖြစ်လာတာလို့ပြောပြပါတယ်အဲ့လိုပြောရင်းနဲ့ကိုယောဂအခြေအနေကစိုးနေတာမို့ရေဘန်ကအားလုံးကိုသူ့ကိုယ်သာဆောက်ရှောက်ပေးပါဆိုပြီးကိုမနေပါတယ်သူ့အဖေရဲ့အခြေအနေကိုမြင်ရတော့ဝမ်းနေသွားပေမဲ့သူဂရီပေးပါတယ်ဆိုတဲ့စကားကိုသာပြန်ပြောလိုက်ပါတယ်နောက်တော့လီရှာနေရောအခြေအနေဘယ်လိုလဲမေးပြီးသူ့အဖေဟာမန်ကမလွယ်ကြောတော့လို့ပြောတော့ကလည်းဟာမန်နဲ့ကတငယ်ချင်းနေလာလို့မေးလိုက်ပါတယ်အဲ့ဒီမှာရေဘန်ကသူနဲ့ဟာမန်တို့ကအရှင်လူမီနဲ့ရဲ့ရှင်မှာဓာကြီးပြန်ခဲ့ကြတဲ့အကြောင်းတွေကိုရှင်းအောင်နောက်ဖြစ်ပြန်ပြောပြပါတယ်ဒီလိုပြောရင်းနဲ့ကွယ်လွန်သွားတာမို့ညာတွင်ချင်းအားလုံးရှိမှပဲမိသကြိုပွဲလုပ်လိုက်ကြပြီးကလည်းသူ့ရဲ့တန်မာမှုကိုရဲမတ်တေရှိချပြလာပါတယ်သူကသူ့အဖေလောက်မတော်ပေမဲ့သူ့အဖေချေရောက်ကိုလိုင်းနေပြီးအားလုံးကိုကောက်ွယ်ပေးမှမို့အားလုံးကသူ့ကိုအင်အားတွေနဲ့ထောက်ပံ့ပေးကြပါလို့တောင်းဆိုပါတယ်
အားလုံးက Raven အတွက်ဝမ်းနေကြပေမဲ့နောက်တက်လာမဲ့လူကအဖြစ်နေတာမို့ဝမ်းသာနေခဲ့ကြပြီးအတွက်သူတို့လုပ်ပေးနိုင်တာအကုန်လုပ်ပေးမယ်လို့ခရီးပြန်ပြပါတယ်။နောက်တော့အားလုံးတက်ညီလက်ညီနဲ့တဖြည်းဖြည်းလောင်ကျွမ်းနေတဲ့ Raven ရဲ့ခန္ဓာကိုယ်ကိုဂါရဝပြုလိုက်ကြပါတယ်။အဲ့ဒီအချိန်မြို့ရဲ့ခလန်းလန်းကအရက်ဆိုင်မှာမီရှန်ရှိသခင်ရဲ့သားနှစ်ယောက်ကပလေနီယာလိုချင်တာနဲ့သူ့အဖေကိုတက်ပစ်လိုက်တယ်ဆိုတဲ့အကြောင်းတွေပြောနေပါတယ်။ဒါကိုကြားတော့ခေါင်းဆုပ်ထားတဲ့မိန်းကလေးတယောက်ကအဲ့ဒီဝိုင်းကိုသွားပြီးအရက်ဝက်တိုင်းမှာမို့သူ့ကိုလည်းအဲ့ဒီအကြောင်းပြပါလို့ပြောလိုက်ပါတယ်။ပြီးခဲ့တဲ့အပိုင်းမှာတော့လောဖိုင်တော်မှာမျိုးသားတွေပဲဆုံးသွားပြီးမို့တားကြီးဖြစ်တဲ့အကအသက်17နှစ်နဲ့မျိုးသား200ကိုယူလိုက်ရပါတယ်။လူမီရဲ့ကိုယ်တိုင် Raven ရဲ့တည်ဆုံးမှုအတွက်ဝမ်းနေပေမဲ့နောက်တက်လာမယ့်အကိုမျိုးသားရတို့အတွက်အတိမတ်ပြုပေးခဲ့ပါတယ်။ဒါကြောင့်ခူမဲလူမျိုးသားခါရဲနဲ့တိုရိုမီမျိုးသားဟာမန်တို့ရှိမှာအခုကစားပြီးလောဖန်မျိုးရဲ့မျိုးသားဖြစ်သွားပြီလို့ကြေညာပါတယ်။နောက်တော့သူ့ရဲ့လူယုံရီနက်ကိုအသေးစိတ်ရှင်းပြဖို့ပြောတာကြောင့်ရီနက်ကမီရှန်မီနယ်ထဲမှာပါတဲ့အာရကန်မျိုးကိုသခင်ဘာစမတ်ကသိမ့်ပိုက်ထားကြောင်းပြောပါတယ်။ဒါကြောင့်စီးရင်အင်အားအရဘာစမတ်ကပိုများပေမဲ့စီးပွားရေးအရအားသာတဲ့ဆမ်ဘရာမျိုးကိုတော့သခင်ခုရံကထိချုပ်ထားတာမို့စီးပွားရေးမှာတော့သူတို့ကတာတယ်လို့ပြောပါတယ်။ဒါကြောင့်အကိုကိုထောက်ခံတဲ့မျိုးနဲ့ညီကိုထောက်ခံတဲ့မျိုးတွေကအတူတူဖြစ်လောက်နေတာမို့ဘယ်ဘက်ကအားသာလဲဆိုတာဆုံးဖြတ်လို့မရပဲဖြစ်နေပါတယ်။အဲ့ဒီအတွက်နယ်နိမိတ်ပိုင်းကစီရင်စုတွေရဲ့တစ္ဆာဆောင်သိမှုကအရေးပါတာမို့သခင်ခုရံကအိမ်နီးချင်းစီရင်စုတွေကိုထိန်းချုပ်ဖို့လုပ်နေတယ်လို့ပြောပြပါတယ်။အကုန်လုံးကခုရံကိုထောက်ခံကြပေမဲ့နောက်ဘက်မှာရှိနေတဲ့ပယ်ရဲနာမျိုးသားကတော့အခုထက်ထိခေါင်းမာနေတယ်လို့ပြောပါတယ်။တကယ်ဆိုရင်အဲ့ဒီမျိုးကစစ်တပ်အသေးလေးတစ်ခုနဲ့နေချားမျိုးလေးဆိုပေမဲ့ဘာစမတ်သိမ်းထားတဲ့မျိုးကိုပြန်သိမ်းဖို့ဆိုရင်အရေးကြီးတဲ့နေမျိုးဖြစ်တယ်လို့ပြောပါတယ်။တနည်းပြောရရင်ပယ်ရဲနာမျိုးကိုမထိန်းချုပ်နိုင်ရင်စစ်ဖြစ်လို့ရိတ်ခါပို့တဲ့အခါကျအခက်တွေ့နိုင်တာမို့စစ်ချုံးနိုင်ခြင်းများတယ်လို့တွက်ပြပါတယ်။အစားကတော့အဲ့ဒီမျိုးကိုမတိုက်ခိုက်ပဲသူတို့ဘက်ပါလာအောင်လှုပ်ဖို့တွေးထားပေမဲ့အခုလိုကောင်းမှနေရင်တော့ချိန်မုံရမယ်လို့စစ်တိုက်ဖို့ပြောပါတယ်။ဒါကိုကြတော့သူနဲ့သူ့လူယုံနေပယ်ရဲနာမျိုးကိုသူတို့ဘက်ပါလာအောင်ကြိုးစားချင်တာမို့အချိန်ခဏလောက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။တကယ်တော့ဒီအစည်းအဝေးကိုမတက်ခင်မနေ့စောစောလောက်မှာအားတို့၄ယောက်မီရှန်ပြည်နယ်မြေပုံကိုကြီးရင်အစည်းအဝေးအသေးလေးတစ်ခုလုပ်ခဲ့ကြပါတယ်။အဲ့ဒီမှာရော့ဆဲကပယ်ရဲနာမျိုးကသူတို့နဲ့စစ်ဖြစ်ဖို့ဒီလောက်တောင်အင်အားမမျှနေတာကိုအခုလိုကောင်းမှနေတာကိုကြည့်ရင်နောက်ခွဲမှာတကူရှိရမယ်လို့ထောက်ပြပါတယ်။ဒါကြောင့်အားကိုမရှာပဲဒီတိုင်းသွားတိုက်မယ်ဆိုရင်ပြဿနာတွေဖြစ်လာနိုင်တယ်လို့ပြောတော့သတင်းရအောင်ဘယ်လိုယူမလဲဆိုတာကောင်းစားနေရပါတယ်။အဲ့ဒီမှာတော့ရိတ်ကသတင်းယူတဲ့နေရာမှာတော့တဲ့ share ဆိုတဲ့ကြီးစားအဖွဲ့ရှိတာမို့သူတို့နဲ့ဆက်သွယ်ကြည့်မယ်လို့ပြောပါတယ်။ဒါနဲ့ရော်ဆဲလဲလူမီရဲတို့နဲ့အစည်းအဝေးလုပ်တဲ့အခါကျပယ်ရဲနာမျိုးကိုသူတို့နည်းနဲ့စူးစမ်းကြည့်မယ်လို့ရှောက်တင်ဖို့အကြံပေးပါတယ်။ဒါကြောင့်သူ့ရဲ့အမြင်ကိုပြောပြီးအခုလိုရှောက်တင်လိုက်တာမို့လူမီရဲကဒါဆိုအချိန်ပေးမယ်လို့ခွင့်ပြုလိုက်ပါတယ်။နောက်တော့သူတို့၄ယောက်ကိုမျိုးကိုတမ်းမပြန်ပဲချားလို့ရဲ့ကလေးတွေရှိတဲ့မိဘမဲ့ဂေယာစီထွက်လာကြပါတယ်။မွေးတွေးဖြစ်တာကြတော့ကလေးတွေအားလုံးအရွယ်ရောက်နေကြပြီးကိုစီအိမ်မက်တွေနဲ့အနာဂတ်တွေလည်းရှိနေကြပါတယ်။အဲ့ဒီလိုဖြစ်အောင်သူတို့ကိုဒီမိဘမဲ့ဂေယာမှာအပေးခဲ့တာမို့အားလုံးကကိုကျေးဇူးတင်စကားပြောနေကြပါတယ်။သူ့ကြောင့်မဟုတ်ဘူးဆိုပြီးချားလို့ကသာရတဲ့လစာအကုန်နှီးပါကိုကလေးတွေအတွက်ပြန်လူပေးနေတဲ့အကြောင်းပြပြပါတယ်။ဒါကိုကြတော့ကလေးတွေကချားလို့ကိုကျေးဇူးတင်စကားပြောပြီးထွက်သွားကြသလိုချားလို့ကလည်းအရွယ်ရောက်လာတဲ့ကလေးတွေကိုကြည့်ပြီးဝမ်းသာနေပါတယ်။လန်ဘာမျိုးကနေထိုင်ရတာအဆင်ပြေပေမဲ့အခုလိုမျိုးကြီးမှထားခဲ့တာကကလေးတွေအတွက်အခွင့်အရေးပိုများတယ်လို့မြင်လာပါတယ်။အဲ့ဒီအချိန်မှာဂေဟာစီကိုလီရှာရောက်လာတာကြောင့်မမျော်လင့်ပဲတွေ့လိုက်ရတော့ဘာပြောလို့ပြောရမယ်မသိဖြစ်ကုန်ပါတယ်။လီရှာကတော့ဂေယာထဲမှာကလေးတွေစော်ကစားနေတာကိုကြည့်ပြီးပဲသွားပြောစရာတွေကလိုက်နေတာလို့ကြည်ကျူးပါတယ်။အဲ့ဒီမှာဘွက်တွေနဲ့စော်ထားတဲ့ကလေးတယောက်ကသူ့စီကိုပြေးလာပြီးလီရှာရဲ့ခေါင်းဝင်ကိုလာကင်ပါတယ်။လီရှာစီဆိုးမဲ့အထင်နဲ့တောင်းပန်ပြီးအသေးတစုံဝယ်ပေးမယ်လို့ပြောလိုက်ပေမဲ့လီရှာကစိတ်မဆိုးတဲ့အပြင်ကလေးနဲ့တောင်အတူလိုက်စော်ပေးပါတယ်။ဒါကိုမြင်တော့လီရှာကစိတ်သဘောထားပြည့်ဝတဲ့မိန်းကလေးပဲဆိုပြီးပို့ပြီးတော့သဘောကျသွားပါတယ်။ညဘက်မှာတော့လီရှာကမနှက်ပြန်ဘာစီစဉ်ရှိလဲဆိုပြီးမိတာနဲ့ရှဲတို့အဖွဲ့နဲ့ချိန်ထားတဲ့အကြောင်းပြပြပါတယ်။ဒါကိုကြတော့လီရှာကသူလိုက်ခဲ့မယ်ပြောတာနဲ့အန်ဒီရဲ့များတာမို့နေခဲ့ဖို့ပြောပေမဲ့လီရှာကရိတ်နဲ့ချားလို့ကိုယုံတယ်လို့ပြန်ပြောပါတယ်။ဒါနဲ့လည်းအလျှော်ပေးလိုက်ပြီးဒီညဘယ်မှာအိမ်မလဲလို့မေးတော့လီရှာကဒီဂီဟာမှာပဲအိမ်မယ်လို့ပြောတာကြောင့်လန်သွားပါတယ်။နောက်တစ်နေ့မနက်မှာတော့ဂီယာကကလေးတွေကိုနှုတ်ဆက်ပြီးခီးဆက်ထွက်လာကြပါတယ်။လမ်းမှာရိတ်ကသူ့အရင်ကလှုပ်ခဲ့တဲ့ကြီးစားအဖွဲ့စီကနေတစ်ဆင့်ရှဲတို့အဖွဲ့နဲ့အဆက်အသွယ်ရတဲ့အကြောင်းပြပြပါတယ်။ဒါကိုကြတော့ကြီးစားတွေကအဲ့လိုအလုပ်ခွဲပေးကြလာလို့မေးတော့ရိတ်ကသူတို့မှာကိုကျွမ်းကျင်ရာကိုစီရှိချလို့ဆိုပြီးပြန်ပြောပါတယ်။သူတို့အဖွဲ့ဆိုရင်လူရှိထွက်တတ်ရတဲ့အရာတွေမှာအားသာပြီးမဲ့ရှဲတို့အဖွဲ့ကကြတိတ်တဆိတ်လုံးကျန်တာသတင်းယူတာတွေမှာအားသာတယ်လို့ပြောပါတယ်။ဒါပေမဲ့စိုးရိမ်စရာတစ်ခုရှိတာကအသစ်တက်လာတဲ့ရှဲတို့အဖွဲ့ရဲ့ခေါင်းဆောင်ကလူငယ်ပြီးအရင်ခေါင်းဆောင်ထက်လှုပ်ရည်ကန်ရည်ပူကောင်းပေမဲ့သူစိတ်ဝင်စားတဲ့အလုပ်ကိုမှလက်ခံတာမျိုးဖြစ်နေပါတယ်။ဒါကိုကြတော့သူတို့အလုပ်ကိုလက်ခံပါမလားဆိုပြီးစိုးရိမ်နေစိတ်ဖြစ်သွားပါတယ်။ဒါပေမဲ့အရှင်လူမီရဲကသူ့ကိုယုံပြီးအချိန်တစ်ခုပေးတာမို့ရှဲတို့ခေါင်းဆောင်သူတို့အလုပ်ကိုလက်ခံအောင်စူးစမ်းမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ချ
ချိန်ထားတဲ့ဆိုင်ကိုရောက်တော့ဝေတာမလေးကသူတို့ကိုစီးကြိုကြပေးမဲ့ဝေတာခေါင်းဆောင်ကတော့ဝိုင်းလူပြင်းနေပြီဆိုပြီးနင်းထုတ်ပါတယ်။ကသူတို့ကချိန်ထားတဲ့ကိစ္စနဲ့လာတာလို့ပြောလိုက်ပေမဲ့ရိတ်ကကိစ္စမရှိဘူးဆိုပြီးသူတို့သာသိမဲ့စကားဝတ်တစ်ခုပြောလိုက်ပါတယ်။ဒီတော့မှဝေတာခေါင်းဆောင်လဲထောင်သားကဝိုင်းလို့သိတယ်ဆိုပြီးသူတို့9ယောက်ကိုထိုင်စရာနေရာပေးပါတယ်။ကရိတ်ရဲ့စမတ်ကြကြအလုံးလုံးပုံကိုစဉ်းစားရင်သဘောကျနေတာမို့မှားမယ်စင်းရဲ့လက်ကောက်တာကိုဝေတာမလေးကသူ့အမကိုစောင့်နေရပါတယ်။ချာလော့ကတတိပေးလိုက်မှကောင်းမောလာပြီးဖြော်ရည်တစ်ခွက်လိုမလိုက်တဲ့အချိန်ဝေတာမလေးရဲ့စွမ်းရည်ကိုမြင်ပြီးလန်သွားပါတယ်။နောက်တော့ဝေတာမလေးကမိန်းကလေးမဟုတ်ပဲယောက်ျားလေးဖြစ်နေတာကြောင့်ဘာလဲဆိုတာကိုတွေးရင်အိမ်သာစီထွက်လာလိုက်ပါတယ်။အဲ့ဒီအချိန်အဲ့ဒီဝေတာမလေးရဲ့လျှက်တစ်ပြက်တိုက်ခိုက်တာခံရပြီးအခန်းတစ်ခုတည်းကိုဆွဲသွင်းခံလိုက်ရပါတယ်။လေဘင်းကိုဓာတ်နဲ့ထောက်ထားပြီးသူကရှေဒိုခေါင်းဆောင်ဆိုတာကိုဘလို့တီလဲမင်းနေတော့ရိတ်ကရောက်လာပြီးတိုက်ခိုက်လိုက်ပါတယ်။ဒီတော့မှကအသက်ဘေးကလွတ်သွားသလိုအဲ့ဒီအချိန်မှာလီရှာပါရောက်လာတာကြောင့်ပိုလို့တောင်အံ့ဩသွားပါတယ်။လီရှာကကိုရှော့တက်ပြီးအခုလိုရိုင်းပြတဲ့ဆက်ဆံမှုအတွက်သူတို့အလုပ်ကိုလက်ခံရမယ်ဆိုပြီးရှေဒိုခေါင်းဆောင်ကိုပြောပါတယ်။ဒါပေမဲ့ရှေဒိုခေါင်းဆောင်ကညင်းရော်ဆိုပြီးဆက်ပြောတာကြောင့်လီရှာကညင်းရင်ကိုခုနကလိုဆက်ဆံတာကြောင့်ရိတ်ကဒီအခန်းထဲကနေထွက်သွားခင်ပေးမှမဟုတ်ဘူးလို့ပြောပါတယ်။နောက်ပြီးကိုအဲ့လိုဆက်ဆံတဲ့သူကိုသူကကဘာဆုံးထိလိုက်ပြီးအဆုံးသတ်ပေးမှလို့လဲရုပ်တည်ကြီးနဲ့ပြောလိုက်ပါတယ်။ဒီတော့မှသူတို့ကိုစိတ်ဝင်စားပြီးသဘောကျသွားတဲ့ရှေဒိုခေါင်းဆောင်ကလူတစ်ယောက်အရေးချင်းရှိမရှိသိချင်ရင်သူဘေးကလူတွေကိုကြည့်ဆိုတာတကယ်မှန်တာပဲလို့ပြောပါတယ်။နောက်တော့အလုံးလက်မခံခင်သူကရှေဒိုခေါင်းဆောင်ဆိုတာဘလို့တီလဲဆိုပြီးမေးပါတယ်။ဒါနဲ့လည်းသူ့မှာမွေးကလေးကထူးခြားတဲ့အစွမ်းရှိတဲ့ဆိုပြီးရှေဒိုခေါင်းဆောင်ရုံအောင်သူ့ရဲ့နာမည်အရင်ဖြစ်တဲ့မက်စပန်းဆိုတာပြောပြလိုက်ပါတယ်။လီရှာကလည်းခုနကဖြိုရည်မနေရင်ဖန်းကိုမြင်တော့လန်သွားခဲ့တာမို့ခေါင်းဆောင်မှရိပ်မိသွားတာဆိုပြီးပြပြပါတယ်။ဒီတော့မှဖန်းလဲအလုပ်ကိစ္စပြောအောင်ဆိုပြီးစကားခေါ်ရတဲ့သူတို့လိုချင်တဲ့ဖေရဲနာမျိုးရဲ့သတင်းကိုယူပေးဖို့ဘယ်လောက်ကြာမလဲဆိုတာကိုမေးပါတယ်။ဒါကိုကြားတော့ဖန်းကသတင်းယူတယ်ဆိုတာသူ့အတွက်ထမင်းစားရည်တောက်ဖဲမှု9ရက်နေရင်ပြန်ဆုံးမယ်လို့ချိန်ပါတယ်။ဒါနဲ့3ယောက်သားချာလော့တို့ထိုင်နေတဲ့ဝိုင်းစီပြန်ထွက်လာတော့ချာလော့ကအိမ်သာသွားကြတဲ့သူတို့ကိုချလိုက်တာလို့ပြောပါတယ်။ဒါနဲ့လည်းရှေဒိုကောင်းဆောင်ဖန်းနဲ့တွေ့နေလို့စကားပြောနေတာဆိုပြီးအလုပ်ကိစ္စအဆင်ပြေတဲ့အကြောင်းပြန်ပြောပါတယ်။ဒါကိုကြားတော့ချာလော့ကသူလဲဖန်းနဲ့တွေ့ကျင်လိုက်တာဆိုပြီးပြောနေတော့ဝေတာမင်းကလေးဟန်ဆောင်ထားတဲ့ဖန်းကသူတို့မှာထားတဲ့မုတ်တွေလာချပေးပါတယ်။အတန်းကမင်းကလေးအတန်လို့ဖြစ်နေတာမို့ဖန်းကိုကြည့်ရင်သူသာထူးခြားတဲ့အစွမ်းမရှိရင်ဖန်းကိုမင်းကလေးလို့ထင်မိမှလို့တွေးနေပါတယ်။ဒီလိုကနေ9ရက်ပြည့်တဲ့နေ့မှာတော့ရိတ်နဲ့တို့2ယောက်ဖန်းချင်းတဲ့နေရာကိုရောက်လာကြပါတယ်။ဖန်းကစိတ်ဝင်စားစရာတခုတွေ့ခဲ့တဲ့ဆိုပြီးပေရဲနာနဲ့တော့တဲ့ကနေခိုးယူလာတဲ့စာချုပ်ကိုပြပါတယ်။အဲ့ဒါကတော့ဘာစမတ်ဘက်ကထောက်ခံကြတဲ့မျိုးစားတွေရဲ့တစိမ့်တုံးပါတဲ့စာချုပ်ဖြစ်နေတာမို့ရိတ်တို့ကအံ့ဩသွားပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကအဲ့ဒီစာချုပ်ထဲမှာတားကြီးဖြစ်တဲ့သခင်ကုရန်ဘက်ကနေထောက်ခံတဲ့မာဆာမျိုးစားရဲ့တစိမ့်တုံးလည်းရှိနေပါတယ်။မာဆာမျိုးဆိုတာလောဗန်မျိုးလိုမီရှယ်မီနဲရဲ့အနောက်ဘက်မှာရှိတာဖြစ်ပြီးလူဦးရေထူထပ်သလိုတိုက်တစ်ခုလုံးမှာအကြီးဆုံးခြေလျင်ခံတဲ့ရှိတဲ့မျိုးဖြစ်ပါတယ်။ဘာစမတ်ထိန်းချုပ်ထားတဲ့မီရှယ်မီနဲရဲ့မျိုးတော်အာရကန်လိုပဲသူတို့ရက်တိလိုက်တဲ့ဘက်ကအင်အားကြီးမဟာမိတ်ဖြစ်သွားပါတယ်။ကံကောင်းကျင်တော့မာဆာမျိုးစားကရိတ်တို့လိုသခင်ကုရန်ဘက်ကထောက်ခံပေးမယ်အခုစာချုပ်မှာကြဘာစမတ်နဲ့လက်တွဲထားတဲ့ဆိုပြီးဖြစ်နေပါတယ်။ဒီစာချုပ်ကအစ်စ်ဆိုရင်မာဆာမျိုးသားကသူတို့ကိုတစ္ဆာပေါက်သွားတာမို့ဒါကအစ်စ်ဆိုတာကိုဘလို့သက်သေပြနိုင်မလဲလို့မေးပါတယ်။ဖန်းကသူလှုပ်ရှားတဲ့မစ်ရှင်တိုင်းကိုသူနဲ့ရင်းနှီးတဲ့အဖွဲတဲကလူတွေကိုတော့ပြောမပြဘူးဆိုပြီးပြောပါတယ်။ဒါပေမဲ့ဒီစာချုပ်ကိုတော့ပေရဲနာကောင်းဆောင်နေတဲ့ရေတိုက်ကနေတွေးခဲ့တာလို့ပြောလိုက်တော့မှရိတ်ကသူမယုံကြည်သလိုဖြစ်သွားတဲ့အတွက်တောင်းပန်စကားပြောပါတယ်။ဒီလိုနဲ့အလုပ်ပြီးသွားချိန်မှာတော့ဖန်းကတို့ကိုဒီစာချုပ်အပိုင်ပေးလိုက်သလိုဟိုနေ့ကသူ့ရဲ့ရိုင်းပြမှုနဲ့ချေးမယ်ဆိုပြီးပတ်စံမယူပဲအလကားကူညီပေးပါတယ်။တို့ကပြောသွားပြီးဒီစာချုပ်ကိုအရှင်လူမီတွေကိုပြဖို့အတွက်ရေတိုက်စီကိုချက်ချင်းထွက်လာကြပါတယ်။လူမီရဲနဲ့တွေ့တော့ဒီစာချုပ်ကိုပေရဲနာရဲ့ရေတိုက်ထက်ကနေရခဲ့တာဖြစ်ကြောင်းပြောတာနဲ့လူမီရဲကသူ့လူယုံရီနက်ကိုအစည်းအဝေးလုပ်ဖို့အတွက်ပြင်ဆင်ခိုင်းပါတယ်။ကိုလည်းကိစ္စကြီးလုံးနိုင်ခဲ့တာမို့တော်တယ်လို့ကြည်ကျူးနေတော့ရီနက်ကမာဆာမျိုးစားရဲ့တစိမ့်တုံးကထူးဆန်းနေတယ်လို့ပြောလာပါတယ်။ဒါနဲ့တေချာအောင်တခြားစာချုပ်တွေကတစိမ့်တုံးနဲ့တိုက်ကြည့်လိုက်ခြင်းမှာတော့တေချာကြီးမှမြင်ရမယ့်သင်္ကေတပုံစံအမားတွေကိုတွေ့လာရပါတယ်။ဒီတော့မှအားလုံးကသခင်ဘာစမတ်ကပေရဲနာမျိုးကိုလိုချင်လို့မာဆာရဲ့တစိမ့်တုံးကိုအတူလုပ်ပြီးစီယုံထားတယ်ဆိုတာသိသွားပါတယ်။တကယ်တော့ဘာစမတ်ကပေရဲနာမျိုးမှာပောက်ကွဲစေတဲ့မော်ကြောက်တုံးတွေရှိတာမို့ကိုလိုချင်လို့အခုလိုစာချုပ်အတူဖန်တီးထားတာဖြစ်ပါတယ်။ဆမ်မာဖို့လို့ခေါ်တဲ့သူတို့နေထိုင်တဲ့တကဘာလုံးမှာအဲ့ဒီကြောက်ကိုတွေ့နိုင်တဲ့မျိုးက3မျိုးထဲမှာရှိပါတယ်။အဲ့ဒီမျိုးတွေကတစ်မျိုးကပေရဲနာဖြစ်နေခဲ့တယ်လို့မော်ကြောက်တုံးကလည်းပြန်လည်ပြုပြင်ပြီးသုံးမယ်ဆိုရင်စွာကြီးတဲ့မော်တွေကိုထုတ်လုပ်ပေးနိုင်ပါတယ်။ဒီတော့မှဘာစမတ်ရဲ့အကြံကိုအားလုံးကတည်သွားကြတာနဲ့ရိုဆဲကအခုချိန်မှာပေရဲနာကိုမတိုက်ခိုက်ပဲသူတို့ဘက်ပါလာအောင်လှုပ်သိနေလို့တွက်ပြပါတယ်။တိုက်ခိုက်လိုက်မယ်ဆိုရင်သူတို့အားလုံးဘာစမတ်လက်ခုပ်ထက်ကရေဖြစ်သွားမယ်လို့ပြောတော့လူမီရဲကဒီသတင်းကိုပေရဲနာမျိုးသားစီပို့ဖို့ကိစ္စစဉ်းစားရပါတယ်။အရင်ကပိုးလိုက်သမျှစားတိုင်းကလည်းပြန်ရောက်လာတာကြည့်ပေးမှုဒီတစ်ခါသူကိုယ်တိုင်သွားမယ်ဆိုပြီးသွားလိုက်ပါတယ်
မျိုးစားနဲ့တွေ့တော့သူခိုးဥထားတဲ့စာချုပ်ကိုပြန်ရလိုက်ပြီးမာဆာမျိုးကဘာစမတ်ဘက်ကိုရောက်သွားတာကိုတွေ့တော့သူလန်သွားတဲ့အကြောင်းပြောလိုက်ပါတယ်စစ်ပွဲမှာနိုင်တဲ့ဘက်ကိုပြောင်းပြီးခိုလုံရမှာကတဘာဝပဲမို့သူတို့လော့ဖက်မျိုးလဲဘာစမတ်လက်ကိုခိုလုံခြင်းတဲ့အကြောင်းပြောပါတယ်ဒါကိုကြတော့မျိုးစားလဲသူရဲတိုက်တဲ့ကစာချုပ်ကိုတော့ခိုးသွားနိုင်တဲ့သူဆိုတော့အထင်ကြီးသွားတာနဲ့ခိုလုံွယ်ပေးလိုက်ပါတယ်နောက်တော့ဘာစမတ်ကိုသူကိုယ်တိုင်သွားလျှောက်ပေးမယ်ဆိုပြီးပြောနေတော့အကအတီးပြုတ်စရာရှိတဲ့ဆိုပြီးဒီစာချုပ်ကအစ်စ်လားလို့မေးပါတယ်ဘာလို့လဲဆိုတော့မာဆာမျိုးစားကသခင်ကူတံကိုအရန်ထောက်ခံတဲ့သူဖြစ်ရဲ့နဲ့အခုလိုတစ္ဆာဖောက်တာကိုမယုံနိုင်ဘူးလို့ပြောပါတယ်ဒါကိုကြတော့မျိုးစားလဲသူ့ကိုလာလေစားနေတာပဲဆိုပြီးအတုတ်ကိုရဲမတ်တွေနဲ့တိုက်ခိုက်ဖို့ဝိုင်းထားပါတယ်အဲ့ဒီအချိန်မှာအနောက်မှာခေါင်းဆောင်ဆောင်ပြီးရက်နေတဲ့သူကသူ့ရဲ့ခေါင်းဆောင်ကိုဖယ်ပြီးသူ့ရဲ့မျက်နှာကိုပြပါတယ်အဲ့ဒီလူကိုမြင်တော့ပေရဲနာမျိုးစားကအလန်တရားဖြစ်သွားပါတယ်တကယ်တော့အတုတ်ကရိုဆယ်အကြံပေးတဲ့အတိုင်းပေရဲနာမျိုးကိုမသွားခင်မာဆာမျိုးစားကိုဝင်တွေ့ခဲ့ကြပါတယ်မျိုးစားကသူကသေးတဲ့အထိသခင်ကူတဲ့ဘက်ကမို့သူ့တစိတ်ကိုအတူလုပ်ထားတာနဲ့ပတ်သက်ပြီးတင်သွားပါတယ်ဒါနဲ့ပေရဲနာမျိုးစားနဲ့တွေ့တဲ့စီကိုသူပါလိုက်ခဲ့မယ်ဆိုပြီးအခုလိုလိုက်လာပြီးအဲ့ဒီတစိတ်ကအတူဖြစ်ကြောင်းပြောပါတယ်ဒီတော့မှပေရဲနာမျိုးစားကသူ့ဗမာပေါင်းမိတာကိုတီးသွားပြီးသခင်ကူတဲ့ဘက်ကိုပြောင်းချင်တဲ့အကြောင်းပြောလာပါတယ်ဒါကိုကြတော့အကသူတို့ကမဟာမိတ်တွေပဲမို့အချိန်မရွေးကြိုဆိုပါတယ်လို့ပြောပြီးပေရဲနာမျိုးစားရဲ့အမားကိုလက်ခံပေးလိုက်ပါတယ်နောက်တော့သူဒီနေ့လုတ်ခဲ့တာတွေကိုသူ့အဖေရဲ့အုတ်ကုစီသွားပြီးပြောပြနေတော့အဲ့ဒီကိုလူမီရဲကရောက်လာပါတယ်ရောက်လာတဲ့အကြောင်းကအဒီနေ့လုတ်ခဲ့တဲ့ကိစ္စကသခင်ခုရန်ရဲ့နားထီရောက်သွားတာကြောင့်ခုရန်ကတွေးချင်လို့ဆိုပြီးခေါ်ခိုင်းလိုက်တာဖြစ်ပါတယ်ဒါကိုကြတော့အကသူကဘာမှကြိုမပြင်းစင်ရသေးတာမို့ထိတ်လန့်သွားခဲ့ပါတယ်